အခုတောင်တွေကြားမှာငြိမ်သက်နေတဲ့ဖူးရဲရွာလေးကိုသွားမှာဖြစ်ပါတယ်။ဖူးရဲရွာဆိုတာကမြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ကလုံးမြို့နယ်ဘော်ဆိုင်ကျေးရွာအုပ်စုမှာတည်ရှိတာပါ။ကျေးရွာတစ်ခုပါပဲ။တောင်တွေပတ်ချာလဲကာစီးထားတဲ့တောင်ကြားရွာလေးတစ်ရွာဖြစ်ပြီးတော့ဘော်ဆိုင်ကနေဒီရွာလေးကိုရောက်ဖို့တောင်အထက်ထက်ကိုတက်လိုက်ဆင်းလိုက်နဲ့နောက်ဆုံးတော့ဒေအိုးတစ်ခုလိုဂျိုင်ဝမ်းတစ်ခုထဲမှာရှိနေတဲ့တောင်နေကြားကတောင်ကြီးရွာလေးတစ်ရွာကိုရောက်ခဲ့တာပါပဲလက်ဖက်ဆိုင်ခင်းတွေအများကြီးတွေ့ရပြီးလက်ဖက်ချောက်ကိုအချောက်လှမ်းပြီးတော့လော်တောက်ကြတယ်ဒါကတော့ထောပတ်သီးပါကဘာမှာအကောင်းဆုံးအရသာရှိတဲ့ထောပတ်သီးကိုဒီဒေသကနေရတယ်လို့ပြောကြပါတယ်ဒါကတော့ပင်စိမ်းသီးပါဝင်မောက်ထွက်ပေါက်တစ်ပေါက်ထဲရှိတဲ့ဒီရွာလေးမှာဘယ်ဖုန်းလိုင်းမှမမိပါဘူးတတ်ထုတွင်းကုမ္ပဏီတစ်ခုကမီးတက်ဆင်ပေးထားတာကြောင့်မီးရနေတဲ့ရွာလေးပဲဖြစ်ပါတယ်ဒီရွာလေးဟာပအို့လူမျိုးတွေနေထိုင်ကြတဲ့ဒေသတစ်ခုဖြစ်ပါတယ်ပအို့လူမျိုးတွေဆိုတာကမြန်မာနိုင်ငံကတိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်ပြီးတော့2014ခုနှစ်သကောင်စီရင်အရလူဦးရေ14သိန်းခန့်ရှိကြောင်းသိရပါတယ်ပအို့လူမျိုးတွေဟာထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်ကြပြီးတော့ကိုယ်ပိုင်ဘာသာစကားနဲ့ယဉ်ကျေးမှုတွေလည်းရှိကြပါတယ်သူတို့ရဲ့ဘာသာစကားကကရင်ဘာသာစကားနဲ့နှိစပ်ပါတယ်ဖူးရဲရွာဟာရှမ်းတောင်တန်းဒေသထဲမှာတည်ရှိတာကြောင့်ပတ်ပတ်လည်မှာမြင့်မားတဲ့တောင်တွေတောင်ကြားတွေတောရိုင်းသဘာဝသစ်တောတွေအများကြီးတွေ့ရပါတယ်သစ်တောတွေထဲမှာသဘာဝတိရစ္ဆာန်တွေနေထိုင်ကြပြီးတော့အပူချိန်ကလည်းတောင်ကြားဒေသတစ်ခုဖြစ်တာကြောင့်အေးမြတဲ့ရာသီဥတုရှိပါတယ်မိုးရာသီမှာမိုးကြီးတက်ပြီးတော့စောင်းတွင်းမှာတော့ခိုက်ခိုက်တုံအောင်အေးပါတဲ့မိုးရွာနေတဲ့အချိန်ရွာကိုပတ်ပြီးတော့ရှောက်သွားတာကြောင့်ရွှွန်စည်းမြေတွေကခြေထောက်ကိုကပ်ပါတယ်အိမ်တိုင်းမှာအခုလိုမျိုးရွှွန်ကိုခွာတဲ့အရာတွေထားတာတွေ့ရပါတယ်တွေ့တဲ့အိမ်မှာအခုလိုပဲဖက်နှက်မှာကပ်နေတဲ့ရွှွန်တွေကိုခွာပြီးဆက်လျှောက်ကြပါတယ်ဒေသခံတွေကမိုးရေကိုစုဆောင်းသုံးကြပြီးတောင်ကျရေတွေကိုလည်းသုံးစွဲကြပါတယ်အခုဒီတောင်ကြားရွာလေးကိုလှည့်ပတ်ကြည့်လိုက်ရအောင်နော်အပေါ်မျိုးချင်းနေဖုန်းကြောင်းလို့ဒီဘက်တော့တိတ်ကြည့်မယ်လေလာလေ
啊，吃到冷了，吃到没冷吃的你也看到了。好不，公交。 နော် 啊，前眼点没公交吃的那种。啊，这毛的里面都直接没点了，谁给人点的？ 公交啊，很脏。 ဝစီပိတ် 我等我去背。